ပေါ်ကားမှာဝင်ပါခဲ့ရပေမဲ့ထိတ်တန့်မင်းသားပြီးအခုလိုပြမိုခဲ့တဲ့နေတိုပရိသတ်များလုံးပဲမင်္ဂလာပါရှင်အခုနောက်ပိုင်းမှာတော့ရုပ်ရှင်လောကမှာဟာတာကားရီသာများလို့နေကလူအများကတော့ပေါ်ကားလို့သာသတ်မှတ်နေကြတာဖြစ်ပါတယ်ပေါ်ကားရီလို့ဝေဖန်မှုမြတ်တက်နေတာဖြစ်တယ်လို့တရုတ်ဆောင်တွေကိုလည်းဝေဖန်ပြောဆိုနေကြတာပါနေတိုကဟာတာကားဆန္ဒတွေကိုသိရိုက်လေးမရှိပေမဲ့တနေ့မှတကားလောက်တော့ရိုက်ပါတယ်လာမယ့်ရက်ပိုင်းမှာဆိုလေနေတိုးပါဝင်ထားတဲ့ယောက်ျားတွေကိုစိတ်ကုံတဲ့ရုပ်ရှင်ဇာတ်ကားကြီးကရုံတင်ပြသတော့မှာဖြစ်ပါတယ်။ဇာတ်ကားကဟာတာကားဖြစ်တဲ့အတွက်တချို့ကလည်းပေါ်ကားလို့ခေါင်းစဉ်သတ်မှတ်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့နေတိုးရဲ့ပြင်ဆင်မှုကိုကြည့်ကပေါ်ကားကျင်းအောင်မတူဘူးလို့ချီးကျူးနေကြတာဖြစ်ပါတယ်။နေတိုးကဟာတာကားမှာပါဝင်တရုပ်ဆောင်တဲ့အကယ်ဒမီရမယ့်ဇာတ်ကားလို့စိတ်နှစ်ခါတရုပ်ဆောင်ထားတာဖြစ်ပါတယ်။သူပါဝင်ထားတဲ့ရုပ်ရှင်မှာဆိုရင်နေတိုးကရေခဲချောင်းရောင်းတဲ့ကောင်လေးအနေနဲ့တရုပ်ဆောင်ထားရတာဖြစ်ပါတယ်။ရေခဲချောင်းတော့တွန်းလဲနဲ့လက်ရောင်းရတာဖြစ်ပါတယ်။ရေခဲချောင်းတဲ့အဖြစ်တရုပ်ဆောင်တဲ့အချိန်မှာနေတိုကအဝတ်အစားကစားအပြင်ကရေခဲချောင်းတွေလို့ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။အပြင်မှာရေခဲချောင်းတွေကသူတို့တက်နိုင်တဲ့ fashion ကိုသာဝယ်ကြတာပါ။ဒါကြောင့်မို့အခုခက်လို့တော့အရန်ကြီး fashion ကခင်မဆန်ပါဘူး။ဒါပေမဲ့မင်းသားတွေကဝင်ရိုက်လိုက်ပြီးဆို fashion ဆန်ကတဘာဝမဆန်ပဲဖြစ်သွားတတ်ကြတာဖြစ်ပါတယ်။ဒါကိုနေတိုကတော့တေချာဂရုစိုက်ပါတယ်။အဝတ်အစားကအစားတေချာဂရုစိုက်တယ်လို့သူ့ကာရိုက်တာနဲ့လိုင်းမာကိုပြင်ဆင်ခဲ့တာဖြစ်ပါတယ်။နေတိုကအဝတ်အစားကိုလည်းအပြင်ကရေခဲချောင်းတွေလို့ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်မျက်နှာကိုပါတေချာပြင်ဆင်ခဲ့တာပါ။နေတိုတို့လိုမင်းသားတွေကမျက်နှာအသားရည်ကအစအနုပြိုလို့နေတာပါ။ဒါပေမဲ့နေတိုကတော့မျက်နှာကိုအပြင်မှာလို့ဖြစ်အောင်ပြင်ဆင်ခဲ့ပါတယ်။ရေခဲချောင်းတွေကနေပူထဲမှာသွားရောင်းရတာကြောင့်မျက်နှာကပူနေတာမျိုးဖြစ်နိုင်ပါတယ်။လှုပ်ရှားနေတဲ့အမျိုးသားတွေကပါမနီနေတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။နေတိုကအဲ့လိုဖြစ်အောင်တေချာကိုပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ပါရီကအစားနီငဲနေအောင်လှုပ်ထားခဲ့တာမို့တဘာဝကျအောင်တရုပ်ဆောင်တဲ့နေတိုရဲ့ item တွေကချီကျူးစရာကောင်းနေတာဖြစ်ပါတယ်။နေတိုကသူတရုပ်ဆောင်တဲ့အခါတိုင်းမှာတေချာအောင်လှုပ်တတ်တာပါ။ဟာသားဆိုရင်လည်းပေါ့ပြက်အောင်မလုပ်ဘဲတကယ်ရရအောင်ပြင်ဆင်ပါတယ်။ဒါကြောင့်မို့လဲနေတိုရဲ့ဟာသားကားတွေကအနုပညာလောကမှာအတော်လေးကိုပေါက်ရောက်အောင်မြင်နေတာဖြစ်ပါတယ်။နေတိုကဇကားတကားတိုင်းကိုစိတ်နဲ့ကရိုက်တတ်တာဖြစ်ပြီးဒရိုက်တာနေရာကနေပါဝင်ရောက်ခါစီမျောတာဖြစ်ပါတယ်။ဒရိုက်တာတွေကိုလည်းဘလို့ကတော့ဖြစ်တင်ပါတယ်လို့အကြံပေးတတ်သူဖြစ်ပါတယ်။နေတိုကအခုနောက်ပိုင်းမှာဆိုရုပ်ရှင်ဇကားကြီးတွေကိုတောက်လျှောက်ရိုက်တာမျိုးလည်းမရှိတော့ပါဘူး။ဇကားတွေကိုအရင်ကထက်ကိုစီးစစ်ရွေးချယ်ကတကယ် quality ကောင်းတဲ့ဇကားတွေကိုသာရိုက်ကူတော့တာဖြစ်ပါတယ်။ဒီနေ့ထဲမှာယုံတင်မယ်မြစ်တက်လက်ကျမ်းမိမယ်ရေစီးကတန်တဲ့ရုပ်ရှင်ဇာတ်ကားကြီးဆိုရင်လေနေတိုအတွက်အကယ်ဒမီတောင်မှန်နိုင်တာပါကာရိုက်တာကပေါက်ပြီးသားဖြစ်တယ်လို့ဒေးစီချင်းလိုကာရိုက်တာမျိုးဖြစ်တဲ့အတွက်အားလုံးကစောင့်မျှော်နေကြတာဖြစ်ပါတယ်ဒါအပြင်နေတိုကကာရိုက်တာအပေါ်မှာအလေးထားတဲ့သူဖြစ်တဲ့အတွက်စောင့်မျှော်ရတာတန်မယ်လို့ယုံကြည်ထားကြပါတယ်နေတိုအတွက်တော့ဒီနှစ်မှာလည်းအကယ်ဒမီကပြေမလို့တော့ပါဘူးနေတိုကအကယ်ဒမီကို2နှစ်ဆက်တိုက်ရမလို့ဖြစ်သွားမှာဖြစ်ပါတယ်ဒါကြောင့်မို့လဲအနုပညာလောကမှာနေတိုကိုချီးကျူးသူများကြသလိုအားကျသူများကြတာလည်းဖြစ်ပါတယ်။ဘောကမင်းသားမဖြစ်အောင်ကာရိုက်တာအပေါ်အလေးထားကတဘာဝဆန်အောင်တရုပ်ဆောင်တဲ့နေတိုအပေါ်အမြင်လေးကိုပြောပြပေးခဲ့ကြပါအောင်ရှင်။